ဆုံးချိန်ဒါဘယ်လိုခေါ်တယ်လဲလေတိမ်ပင်လေးကြီးရှိမှသူနေကနေတောင်ပေါ်ကလပန်းနဲ့အနေထိုင်နေသူဇလန်းနဲ့ချယ်ရီနေကလေးကိုနာချင်လာလန်းနေမနက်ခင်းနေကမြင်လို့လန်းစေတဲ့ရိတ်တဲ့ကိုမရောက်လာတဲ့လမ်းမှာနေဆောင်လို့နေမလားလေဇလပန်းလေးတောင်ပေါ်ဇလပန်းလေးတနေစီကခွေးနေဒီတနိုင်ငယ်စီရဲ့ဒါလေးအတူပြမဆုံးနေပြီကန်ခင်းနေသူနှစ်ယောက်ဟဲ့နေကြီးမနက်ခင်းတစ်ဖက်ဒီနေဝင်တဲ့တစ်ဖက်စီ